ကြိုပြီးမှစဉ်းစားထားရမယ့် risk ကလေးတွေကိုကြုံတွေ့လာရမယ့်ဒီ export နဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကိုကျွန်မ sharing လုပ်ပေးချင်တာဖြစ်ပါတယ်။hello အခုဒီဟာလေးကကြတော့ဒီကာလမှာပေါ့နော် export ထွက်ချင်တယ်ဆိုတဲ့လူတွေအတွက်ကိုဒါကျွန်မကပြပြချင်တဲ့ပေါ့နော်ကြိုပြီးမှစဉ်းစားထားရမယ့် risk ကလေးတွေကိုကြုံတွေ့လာရမယ့်ဒီ export နဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကိုကျွန်မ sharing လုပ်ပေးချင်တာဖြစ်ပါတယ်။အဲကကြတော့အခုဒီကာလ export လုပ်မယ်ဆိုရင်အရင်ကာလတွေများလို့ပေါ့နော်ကိုကပစ္စည်းပဲစိုက်မယ်ဝယ်လက်နဲ့ကိုကနဲ့ကိုပတ်စံယူမယ်ကုမ္ပဏီတစ်ခုကိုနာမည်ခံပြီးထွက်ဖို့အတွက်ကုမ္ပဏီ service ကုမ္ပဏီတစ်ခုကိုပဲငားမယ်ဆိုတဲ့အခြေအနေမျိုးကအခုဒီကာလလေးတွေမှာနည်းနည်းလေးပို့ပြီးတော့မှခက်ခဲလာတာမျိုးရှိပါတယ်။အဲ့ခါကျတော့တချို့ကလည်းကုမ္ပဏီမငားဘူးပေါ့နော်ကိုဟာနဲ့ကိုထွက်ကြမယ်ကုမ္ပဏီကလည်းရှိပြီးသားပြီးရင်ပတကခေါ်ထကထုတ်ကုန်ထွင်းကုန်လိုင်စင်ပေါ့နော်အဲ့ဒီဥစ္စာကလည်း EIR လည်းရှိပြီးသားတန်းလည်းရှိသေးတယ်အမှားကြီးကျွန်တော်တို့က export ကထွက်ရုံပဲအဲ့လိုလူမျိုးတွေကဘယ်လိုလုပ်ရမလဲလာမေးတာများတဲ့အတွက်ကျွန်မဖြေပေးပါမယ်ဆိုတော့အဲ့လိုမျိုးအခုက export ထွက်တော့မယ်ဟုတ်ပြီကိုကပစ္စည်းရောင်းဖို့ဟာလည်းရှိတယ်ကိုမှဘိုင်ယာကဝယ်မဲ့လူကလည်းစဉ်းသင့်ရှိပြီးသား okay ဒါဆိုလို့ရှိရင်ကိုကဘာတွေကိုကထပ်ပြီးတော့မှတွေးတော့ဖို့လိုတယ်လေဆိုလို့ရှိရင်ဘာတွေးမလဲပစ္စည်းရောင်းပြီးပစ္စည်းရောင်းပြီးဝင်လာတဲ့ငွေပေါ့နော်ဝင်လာတဲ့ငွေကိုကိုယ့်ဘဏ်အကောင့်ကနေပြီးတော့မှလက်ခံမယ် okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဏ်ထဲကိုငွေရသွင်းလာမယ်သွင်းလာပြီဆိုတဲ့အချိန်မျိုးမှာကိုကဘာတွေးရမလဲဆိုတဲ့အချိန်ကကျတော့ပေါ့နော်ကိုယ့်ရဲ့ပစ္စည်းက export ကဥမာစိုက်ပျိုးရေးပစ္စည်းတွေဖြစ်နေမယ်ဆိုဥမာဆန်စပါပဲပြောင်းနေပါညာဖြစ်မယ်ဆိုပါဆိုရာဘာတွေဖြစ်မယ်ဆိုပါဆိုအဲ့ဒါဆိုရင်နိုင်ငံတော်သတ်မှတ်ထားတဲ့85ထဲမှာပါပါတယ်85ကိုတော့တိကျမှာပဲလေနော်အဲ့ဒါကိုတော့နောက်ပြန်ပြီးတော့မှမပြောတော့ဘူးပေါ့နော်အဲ့ဒီမှာကိုထည့်စဉ်းစားရမှာဒီကိုရောင်းနိုင်တဲ့ဈေးထဲမှာ15အတွက်ရှုံးသွားမဲ့ငွေလဲဈေးကိုကိုကထည့်ပြီးတော့မှပေါင်းပြီးတော့မှယူရပါမယ်အဲ့လိုဆိုလို့ရှိရင်အယောင်းဝယ်ရဖြစ်နိုင်သေးသလားအဲ့ဒါလေးကိုတစ်ချက်တွက်ကြည့်ရပါမယ်အဲ့လိုဆိုအဲ့ဒီ85ဝင်လာတဲ့အချိန်မှာ85ရမှာကိုမတွေးဘဲနေပေါ့နော်အပြည့်ရမှာကိုတွက်ပြီးတဲ့အချိန်ကကျတော့မှအယောင်းဝယ်လုံးလို့မရပါဘူးအဲ့ဆိုရင်15ရာခိုင်နှုန်းမှာရှုံးသွားတဲ့ငွေလေးနှုန်းအဟဒီကိုယ့်ရဲ့အရှုံးဖြစ်သွားပါမယ်အဲ့ဒါကိုထည့်မတွက်ဘူးဆိုလို့ရှိရင်ပေါ့နော်တကယ်လို့များကိုကအဲ့ဒီအဟကိုဒီ export ဒီလောက်တဲ့အချိန်မှာရောင်းတဲ့အထဲမှာထည့်ပေါင်းလို့မရဘူးဆိုရင်ကိုဘာလုပ်ရမလဲဆိုလို့ရှိရင်အဲ့ဒီ15ရာခိုင်နှုန်း85ရာခိုင်နှုန်းမှာနာထားတဲ့ငွေလဲထားတဲ့အနာမနာအောင်လို့ကိုဘာလုပ်ရမလဲဆိုရင် importer ရှာရပါမယ်ကိုငွေဝင်လာတဲ့အခါမှာကိုကပြန်ပြီးတော့မှပေါ့နော်ဘယ်မှာလဲမသုံးရတော့ဘဲနဲ့ importer စီကနေပြီးတဲ့ချိန်ကကြတော့မှဒီပေါ့percentလူမျိုးပေါ့နော်ကိုယ့်ရဲ့မှာ$ကိုဘယ်နှကျပ်တယွမ်ကိုဘယ်နှကျပ်တဘတ်ကိုဘယ်နှကျပ်ဆိုတဲ့ဟာမျိုးပေါ့နော်အကျိုးအမြတ်တစ်ခုယူပြီးတဲ့အချိန်ကကြတော့မှဒီ importer တွေကိုကိုကအန်ဒီပြန်ပြီးတော့မှရောင်းထုတ်ရပါမယ်အဲ့ဒါမှကိုယ့်ရဲ့အရင်ပေါ့နော်ပြောရလို့ရှိရင် export လုပ်ထားတဲ့ဝင်ငွေအတိုင်းအတိအကျရမှာဖြစ်ပါတယ်အဲ့ဒါအဓိကဖြစ်ပါတယ်အခုတကယ်လို့ export လုပ်မယ်ဆိုရင်တွေးရမှာအဲ့ဒီရဲ့ဥစ္စာကအဓိကပါ85မှာရှုံးသွားတဲ့အရှုံးကိုကိုကဘယ်လိုဖာမလဲ import နဲ့ပြင်ဖာမလားဒါမှမဟုတ်လို့ရှိရင်85မှာရှုံးသွားတဲ့အရှုံးကိုအခုရောင်းတဲ့ပစ္စည်းဖိုးထဲမှာပဲထည့်ပြီးတော့မှ buyer စီကနေပြီးတခါတည်းကြေးတောင်းမလားအဲ့ဒါကိုစဉ်းစားရပါမယ်အဲ့ဒါစဉ်းစားပြီးတော့မှထွက်လာတဲ့ဈေးနဲ့ပဲကိုကအယောင်းဝင်လောက်ရမယ်ပေါ့နော်အဲ့ဒါမှဒါမရှုံးတဲ့ export ဖြစ်မှာဖြစ်ပါတယ်ဒါလေးကတော့လောလောဆယ်မှာဒီ export လုပ်မှဆိုလို့ရှိရင်ထည့်တွေးရမယ်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်ဒါလေးကိုကျွန်မကမျှဝေပေးတာဖြစ်ပါတယ်အခုကျွန်မကဘာလို့ export မလုပ်လဲပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ဒီ1585ဟသွားတဲ့အဟဒီ1585ဟသွားတဲ့အရှုံးကိုကျွန်မဒီ buyer စီကနေလည်းကျွန်မကောက်မရဘူးimport စီကနေကြတော့လဲကျွန်မကယူမယ်လို့စိတ်ကူးတဲ့အချိန်ကကြာပြန်တော့လဲဒီ import license ကိုပေါ့နော်ငွေလဲပေးခွင့်ပေးထားတဲ့တစ်လအတွင်းမှာကြအောင်ကျွန်မမစွမ်းနိုင်တာဖြစ်တဲ့အတွက်ကျွန်မဒီ export မလုပ်ရခြင်းဖြစ်ပါတယ်ရှင်အားလုံးနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးများတင်ပါတယ်